င်္ဂလာပါဒီမှာဒီအားကစားပွဲကိုကြောက်လာကြတဲ့ဘာနာရှင်ညီငယ်ညီမငယ်တွေနဲ့တကွပြည်သက်တွေအားလုံးပေါ့တိုင်းပြည်လွတ်မြောက်ရေးနဲ့လူစုဘဝလွတ်လပ်ငြိမ်းချမ်းမှုရရှိရေးကိုနှီးမျိုးစုံနဲ့ဒါကြိုးစားအားထုတ်နေကြတဲ့ဓမ္မတိုင်းရင်းသားလူငယ်တွေဒီလိုမျိုးပေါ့ဒီပမှာခက်ခဲဒုက္ခတွေကြားတွေကနေကြိုးစားအားထုတ်မှုတွေအတွက်တကယ်လဲအတိမတ်ပြုလေးစားတယ်ဆိုတာကိုဥစွာပြောလိုပါတယ်နော်ကြားရလားမေဟုတ်ကဲ့ကိုဆက်ပြောလို့ရတယ်ဒီနေ့4 ရက်9လ2022ပေါ့စနေနေ့ဒီနေ့မှာဂျပန်နိုင်ငံတနင်္ဂနွေနေ့ဟုတ်တယ်4 ရက်9လဒီ2022တနင်္ဂနွေနေ့ဂျပန်နိုင်ငံဆိုင်းတမမြို့နယ်ပေါ့ရှင်းမီဇာတိုဇက်ဖူဆယ်ဘောလုံးကုန်းမှာဒီဂူမာ fairness ကနေပြီးတော့ဦးတည်ချင်းပါတဲ့ဘောလုံးပွဲလို့သိရပါတယ်ဒီပွဲမှာတက်ရောက်ပြီးတော့ရှင်ပြိုင်ကြမဲ့ညီငယ်ညီမငယ်တွေကိုတကယ်ကိုပဲလေးစားပါတယ်ဒါစိတ်ချမ်းမာရေးနဲ့ကိုယ်ချမ်းမာရေးအားကစားပွဲတော့တစ်ခုချင်းမှပြုလုပ်တယ်ဆိုတာတဲ့တိုင်းပြည်နဲ့လူတို့ဘဝလွတ်မြောက်ရေးအတွက်တိုက်ပွဲတစ်ခုလိုလဲအခုတော့သတ်မှတ်ပြီးတော့ပြောလို့တယ်ဘာလို့လဲဆိုတော့ဒါကချမ်းမာရေးစိတ်ချမ်းမာရေးကိုချမ်းမာရေးနဲ့ပျော်ရွှင်မှုသီးသန့်အတွက်လုပ်တဲ့ပွဲမဟုတ်ဘဲနဲ့ကိုရိုနိုင်ငံရဲ့စစ်အာဏာရှင်ဖိနှိပ်မှုအောက်မှာမလွတ်မြောက်နိုင်တဲ့တိုင်းပြည်ကိုလွတ်မြောက်ဖို့ရတိုက်ပွဲဝင်နေတဲ့ကိုရိုဒေါ်လာရေးမှာလိုအပ်တဲ့တောင်းတနေရာကနေပြီးတော့ပါဝင်နိုင်မှုကြံစည်အားထုတ်ခြင်းလည်းဖြစ်နေတဲ့အတွက်ဒါအားကစားပွဲဆိုတာတဲ့တိုင်းပြည်လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတယ်လို့လဲကိုရောဒါအတိမတ်ပြုပြောလို့တယ်ဒီမှာတက်ရောက်လာကြတဲ့အားကစားဝါနာရှင်ညီငယ်ညီမငယ်တွေကလည်းဒီတိုင်းပြည်နဲ့လူတို့ဘဝလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေလို့လဲကိုရောသတ်မှတ်ပါတယ်အဲ့ဒီလိုသတ်မှတ်ပြီးတော့လဲဦးညွတ်အလေးပြုတယ်ကိုရိုနိုင်ငံကဒီအာဏာရှင်အောက်ကလွတ်မြောက်ဖို့ရအတွက်နှစ်ရှည်လာများကြိုးပမ်းအားထုတ်ခဲ့ကြတယ်ဤမျိုးစုံနဲ့ပေါ့ဓမ္မတိုင်းသားတွေကချင်ကရကရင်ချင်းမြန်မာရခိုင်ရှမ်းဆိုပြီးတော့အားလုံးကဒီအာဏာရှင်လက်အောက်မှာနှစ်ရှည်လာများဖိနှိပ်ခံထားရပြီးတော့အချင်းချင်းတွေးကွဲတာတွေးကွဲစည်းရုံးပြီးတော့ဒါဤမျိုးစုံနဲ့ပြိပခတွေဖန်တီးပြီးတော့အာဏာရှင်ဟာကိုတို့နိုင်ငံကိုရာသပန်လွှမ်းမိုးဖို့အကြံစီအားထုတ်နေတယ်ဒီနေ့တော့ဘယ်လိုပဲဖြစ်နေနေပြည်သူဒေါ်လာရေးလို့ခေါ်ရလောက်အောင်တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ဒေါ်လာရေးတရက်ကိုတို့နောက်ဆုံးလမ်းစဉ်အဖြစ်နဲ့လက်နက်ကင်ပြီးတော့တိုက်ပွဲဝင်နေခဲ့ကြပြီလက်နက်ကင်တယ်ဆိုပေမဲ့လည်းခဏပြောခဲ့သလိုပဲဒါကပြင်ဆင်ထားတဲ့ဒေါ်လာရေးတစ်ခုမဟုတ်ဘူးအားလုံးအရန်အသင့်ရှိတာကိုကောက်ပြီးတော့ဝင်ကြရတဲ့တိုက်ပွဲမဟုတ်တဲ့အတွက်တို့မှာအရေးပေါ်အနေထားအတိုင်းပဲလိုအပ်ချက်တွေကိုအရေးပေါ်ဖြည့်ဆည်းကြရတယ်အရေးပေါ်ဖြည့်ဆည်းတယ်ဆိုတဲ့နေရာမှာဒါဒီမှာကဟိုရှိခက်ကလို့လူချင်းထပြီးတော့အိမ်ထဲမှာရှိနေတဲ့တန်ချောင်းကိုမီးဖုတ်ပြီးဓာတ်လို့တိုက်လို့ရတဲ့ပွဲမဟုတ်လက်နက်ခဲယမ်းတွေဖန်တီးပြီးမှတိုက်ပွဲဝင်ကြရတဲ့အချိန်အဲ့တော့ကိုတို့ဒီဘက်မှာတိုက်ပွဲဝင်နေဆိုပေမဲ့လို့ကိုတို့တွေဘလောက်ပဲစိတ်အားထက်သန်နေသည်ဖြစ်စေနှစ်ပန်းဖက်လုံးလို့မရတဲ့ရန်သူကိုတစ်ခါတည်းအဝေးကနေကြည့်ပြီးတော့တောက်ခေါက်နေအောင်ကာလတွေရှိခဲ့အဲ့ဒီအနေထားတွေကိုဖြတ်ကျော်ပြီးတော့စိတ်သွားတိုင်းကိုပါပြီးတော့လက်နက်တွေဆွဲကင်တိုက်ပွဲဝင်နိုင်ဖို့ကိုတို့ဂျိုးပန်းအားထုတ်တဲ့နေရာမှာဒီပြည်တွင်းပြည်ပကအခုလိုမျိုးနှီးမျိုးစုံနဲ့ပါဝင်ပံ့ပိုးပေးကြတဲ့လူတွေရဲ့အင်အားလည်းသိပြီးအရေးကြီးခဲ့ကိုတို့အနေထားတစ်ခုရသူမီးကိုကင်ပြီးဒေါ်လာနဲ့အနေထားနေပြီးတော့ပြည်တွင်းပြည်ပမှာရှိတဲ့ကိုတို့ရဲ့ညီကိုမောင်နှမတွေစူးစမ်းအားထုတ်မှုနဲ့ရန်သူကိုရင်ဆိုင်ဖို့မောင်းပြန်လက်နက်တွေကင်နိုင်ခဲ့ကြပြီခုခံစစ်ကနေပြီးတော့ပျောက်ကြားထိုးစစ်အသွင်ကိုပြောင်းလဲနိုင်ခဲ့ကြပြီအခုဆိုရင်ရန်သူရဲ့ဒီနေရာတွေကိုတောင်မှရှာဖွေပြီးတော့တုံ့ပြန်တိုက်ခိုက်တဲ့အနေထားတွေကိုရောက်လာခဲ့ဘာပဲဖြစ်ဖြစ်ဒီကောင်တွေရဲ့ဖိနှိပ်မှုအောက်မှာဒူးထောက်ပြီးတော့အညံ့ခံရမယ်ဘဝကနေနီးမျိုးစုံနဲ့ကြံစီအားထုတ်ခဲ့တာဆိုရင်ရန်သူကိုခြောက်ခြားစေတဲ့အဆင့်ဒီကိုတို့ကြိုးစားနိုင်ခဲ့ကြဒါတွေကမြေပြင်မှာတိုက်ပွဲဝင်နေတဲ့တဦးတယောက်ချင်းစီရဲ့အားထုတ်မှုကိုကြီးတဲ့အလေးပေးပြောလို့မရဘူးဒီဘမှာရှိနေပေမဲ့လို့အခုလိုမျိုးပဲဒီတိုက်ပွဲမှာလက်နက်တွေဆွဲကင်နိုင်အောင်နီးမျိုးစုံနဲ့ကြံစီအားထုတ်ပြီးတော့ပံ့ပိုးပေးကြတဲ့လူတွေရဲ့တန်ဖိုးကလည်းပါတယ်အဲ့လိုကြံစီအားထုတ်တဲ့နေရာမှာအခုလိုမျိုးပေါ့ဝင်းတော်စားဝတ်နေရဲ့အတွက်နေ့စဉ်လုပ်ငန်းတွေလုပ်နေုံနဲ့မကဘူးဒီတဲ့ပုံမိုတဲ့အစမ်းတက်တဲ့အတွေးခေါ်တွေနဲ့ဒေါ်လာရေးကိုအားဖြည့်နိုင်ဖို့အခုလိုအားကစားပွဲတွေချို့နိုင်ငံတွေမှာလည်းဒါလုပ်ကြတယ်ဒီမှာရလာတဲ့ရန်ပုံငွေကိုဒေါ်လာရေးအတွက်ထည့်ဝင်ကြတ
ယ်လည်းလေးစားတယ်ချန်စီအားထုတ်မှုနဲ့တွေးတောမှုတွေဒီလွတ်မြောက်ရေးအတွက်ဘယ်လိုပုံစံနဲ့ဖြည့်ဆည်းရမလဲဆိုပြီးတော့အမြဲတမ်းအကျင့်တန်အကြံပေါ်ဆိုသလိုပဲတိုင်းပြည်နဲ့လူတို့ဘဝအတွက်ဥမ္မာနဲ့စေတနာတွေနဲ့လွတ်မြောက်ရေးအတွက်အမြဲတမ်းချန်စီတွေးတောနေတဲ့ခါကျတော့ဒီလိုမျိုးလုပ်ရင်တော့ဒီလိုအဆင်ပြေနိုင်တယ်ဆိုတဲ့အကြံတွေပေါ်လာပြီးကြိုးစားအားထုတ်ပေးကြတာတကယ်လေးစားတယ်ဒါကြောင့်ဒါအားကစားပွဲတစ်ခုဆိုတာတဲ့အခုအနေနဲ့တော့တိုင်းပြည်နဲ့လူတို့ဘဝလွတ်မြောက်ရေးအတွက်တကယ်တိုက်ပွဲဝင်နေတဲ့တိုက်ပွဲတစ်ခုလို့လဲတင်စားပြောလို့တယ်ဆိုတာအဲ့ဒါကြောင့်ပြောတယ်ဒီမှာပါဝင်တဲ့အားကစားညီငယ်ညီမငယ်တွေတယောက်ချင်းစီကလည်းတကယ်ပဲလက်နက်ကင်ပြီးတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေနဲ့ထပ်တူတန်ဖိုးရှိတဲ့ရဲဘော်တွေလို့ပဲဒါအတိမတ်ပြုပြောလို့ပါသူတို့တွေကမလွတ်မြောက်သေးတဲ့မြတ်ဒါဒီတိုင်းပြည်အတွက်ဆက်ပြီးကြိုးစားနေကြရအောင်ပါအခုလက်ရှိဒေါ်လာရေးကဒါနှစ်ရှည်လာများတိုင်းပြည်ကိုချိုးဖက်တုံးမဲ့သူနဲ့ပြည်သူရဲ့ရေဆိုင်တိုက်ပွဲဖြစ်နေအဲ့ဒီမှာဒီပွဲရဲ့အရှုံးနိုင်ကကိုရိုနိုင်ငံနဲ့ကိုရိုလူမျိုးတွေအားလုံးရဲ့ဘဝပဲဒီပွဲမှာပြည့်ပြီးလောင်းချထပ်ထားရတယ်အခုဒီနိုင်ငံမှာရှိနေတဲ့တက်ရှိတင်ရှားရှိနေတဲ့လူပုဂ္ဂိုလ်တွေရဲ့ဘဝတွေမကဘူးလာလတန်တော့အနာဂတ်မျိုးဆက်တွေရဲ့ဘဝပါထည့်ပြီးလောင်းချထပ်ထားရအခုတို့ဒီပွဲကဘယ်လိုမှရှုံးလို့မရဘူးနိုင်အောင်တိုက်ကိုတိုက်ရမယ်နိုင်အောင်လဲကိုတို့ကြိုးစားမယ်အားလုံးအတူတူပေါ့လက်တွဲပြီးတော့ဒီပွဲကအခုလိုမျိုးပေါ့ပြည်တော်မှာရှိနေတဲ့လက်နက်ကန်အင်အားတွေရောပြည်ပမှာရှိနေတဲ့ညီကိုမောင်နှမတွေရဲ့ကြိုးစားအားထုတ်မှုတွေရောလက်တွဲသွားရင်မကြခင်ပဲအောင်ပွဲစီကိုချင်းကပ်နိုင်မယ်လို့လဲယုံကြည်တယ်ယူဆတယ်ပြည်ပြည်မှာလဲရန်သူကအလဲလဲကွဲကွဲဖြစ်နေပြီအနေထားတစ်ခုရလက်နက်အင်အားကောင်းနေလို့ဒါသူတို့တောင့်ခံနိုင်ပြီမယ်လို့လူအင်အားအရာတော်တော်လေးကြေမွပျက်စီးနေတာတွေကိုလည်းတွေ့ရပြီအခုဆိုရင်ဒါခင်မီလက်နက်တွေကင်လာပြီးတဲ့နောက်မှာရန်သူဘက်ကအရာရှိတွေကိုတော့မှဖမ်းဆီးထားနိုင်တာတွေနော်တိုက်ပွဲကြီးတွေမှာလူဦးရေ10ကဏ္ဍရာကဏ္ဍချီပြီးတုတ်တင်ရှင်းလင်းနိုင်တဲ့အဆင့်တွေရောက်လာပြီစခန်းတွေကိုထိုးစစ်ဆင်နေပြီမကြခင်မှာဂရီပေးလိုတာကတော့ဒီတိုင်းပဲဆက်ကြိုးစားသွားကြမယ်ဆိုရင်မကြခင်မှာကိုတို့စကိုင်းကိုစိုးမိုးနိုင်လိမ့်မယ်စကိုင်းပြီးရင်မကွေးပြီးရင်တော့တဖြည်းဖြည်းချင်းနေပြီးတော့ဝါမျိုးပြီးတော့ဓမ္မပြည်လွတ်မြောက်ရေးကိုမကြခင်မှာအကောင့်ထဲပေါ်နိုင်တော့မယ်လို့ဒါသတင်းကောင်းတစ်ခုလဲပါခြင်းတယ်အဲ့ဒီအတွက်လဲမလျှော့တဲ့ဇွဲတွေနဲ့ဆက်လက်ပြီးတော့ကြိုးစားအားထုတ်ကြပါပြီးသားသူတွေကလည်းဒီလွတ်လပ်ရေးရတဲ့အထိဆက်ပြီးကြိုးစားကြပါမပါသေးတဲ့လူတွေကိုလည်းဆက်လက်စီးရုံပြီးတော့ဒီတိုက်ပွဲတွေကိုထောက်ဖို့အနေနဲ့ပဲဖြစ်အတွဲခေါ်နိုင်အောင်စီးရုံလုံးတော်ပေးကြပါနော်အားလုံးလူကြိုးစားကြမယ်အကြခင်ကိုတို့တိုင်းပြည်ရဲ့လွတ်လပ်ငြိမ်းချမ်းတဲ့ဘဝကိုဖန်တီးနိုင်ပြီးတော့ကိုယ်နိုင်ငံကိုလူမျိုးနဲ့ကိုယ်တိုင်းရင်းသားနဲ့ကိုပြည်မှာကိုငြိမ်းချမ်းစွာနေပြီးတော့ဘဝတွေကိုတစ်လွန်တောက်ပအောင်ဖန်တီးနိုင်ရမယ်လို့လည်းကြည်ပေးတယ်အဲ့ဒီအတွက်ပါဝင်နေကြတဲ့သူတယောက်ချင်းစီကိုလည်းလေးစားဥညွတ်ပါတယ်အားလုံးကိုတကယ်ကျေးဇူးတင်ပါတယ်ပြည်ပနိုင်ငံမှာကျင်းပတဲ့ပွဲဖြစ်နေတော့မြန်မာတိုင်းရင်းသားတွေရဲ့ဂုဏ်သိက္ခာနဲ့ချစ်ကြည်ရင်းနှီးမှုကိုလည်းတိုင်းကြားရေကြားမှာအထင်မသေးအောင်အားလုံးကချစ်ချစ်ခင်ခင်နဲ့ရှင်ပြိုင်ကြပါဒါကရှုံးခြင်းနိုင်ခြင်းဆိုတာတဲ့ဒေါ်လာရေးအတွက်အားလုံးကြိုးစားအားထုတ်တဲ့ညီကိုမောင်နှမတွေလို့သတ်မှတ်ပြီးတော့ချစ်ချစ်ခင်ခင်ရင်းနှီးနှီးနဲ့ရှင်ပြိုင်ကြပါညီကိုမောင်နှမစိတ်သက်တွေနဲ့ရှင်ပြိုင်ကြပါစီကံရှိရှိနဲ့အလုပ်လုပ်ကြပါလို့လဲအကြံပြုသတိပေးခြင်းပါတယ်အားလုံးကြိုးစားအားထုတ်မှုတွေနဲ့ပါဝင်တဲ့သူတယောက်တိုင်းကိုတကယ်ကိုပဲလေးလေးစားစားဥညွတ်ပါ